tattoo ထိုးတာကောင်းလားဒါကနည်းနည်းတော့ controversial ဖြစ်တဲ့ topic တစ်ခုဗျကျွန်တော်ပတ်ဝန်းကျင်မှာလူကြီးတွေပြောကြအောင်မယ်ထင်တယ် tattoo မထိုးနဲ့ tattoo ထိုးရင်အလုပ်တွေကဘယ်ကိုသွားလို့မရဘူးနိုင်ငံခြားသွားရင်အလုပ်တွေမရဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ပြောတာမျိုးကြားဦးမယ်ထင်တယ်တကယ်တော့တခြားလေးလာချင်းဘယ်နိုင်ငံမှအဲ့လိုမျိုး tattoo ထိုးထားရင်အလုပ်တွေမရဘူးဘာဖြစ်ပါလဲညာဖြစ်ပါလဲဆိုပြီးကန့်နှတ်ထားတာမျိုးမရှိဘူးဗျအဲ့လိုပြော tattoo ထိုးတာကောင်းလားဆိုတော့အဲ့လိုလည်းမဟုတ်ပြဘူးဒါပေမဲ့ခုကျွန်တော်နိုင်ငံခြားရောက်လို့အလုပ်တွေပါလျှောက်တဲ့အခါမှာအချို့ hotel restaurant တွေမှာဆိုရင် tattoo ထိုးထားတဲ့ဟာနဲ့ tattoo မထိုးထားတဲ့လူဆိုရင် tattoo မထိုးထားတဲ့လူပို့ပြီးတော့ favorable ပဲဖြစ်ပြီးပို့ပြီးတော့ interview အောင်လာမျိုးတော့ရှိရတာပေါ့ဗျာဒါကလူပုဂ္ဂိုလ်ပေါ်မှုတည်ဟုတ်တယ်မလားဒါ system က tattoo ထိုးထားရင်မရဘူးတော့မရှိပေမဲ့အဲ့လိုမျိုး tattoo ထိုးတဲ့အခါမှာတစ်ခါလေးနှိမ့်သွားမျိုးတော့ရှိရဗျာဥပမာပြောရရင်ဒါကျွန်တော်နိုင်ငံသားတွေပါတွားတဲ့အခါမှာကျွန်တော်တကယ်ရင်တယောက်ရှိတယ်သူက tattoo တွေအပြည့်ပြလက်တွေပါမှာအပြည့်ထိုးထားတယ်အဲ့မှာသူအပြည့်နေပါတွားတဲ့အခါမှာသူတို့ရဲ့ data ခံ local ရဘယ်လိုမြင်လဲဆိုတော့သူ့ကိုကြည့်လိုက်ကျွန်တော်ရောက်ကထဲမှာ tattoo အပြည့်ရဲ့ဘဲတစ်ဝက်ပြည့်ရောက်လာရင်ဘယ်လိုထင်လဲဟာဒီဘဲပါလားပေါ့ gain star လားလူမိုက်လားဆိုပြီးအဲ့လိုထင်ကြရမလားအဲ့လိုပဲလူတွေကသူ့အဲ့လိုကြည့်ကြရကြမျက်နှာပေးနဲ့တကယ်သူကလူကောင်းတစ်ယောက်ပဲရန်စူးစားပြီးတော်ရလူတစ်ယောက်ပါပဲဒါပေမဲ့အဲ့လိုမျိုးမြင်ရရကြကျွန်တော်ပြောနေတာ tattoo ထိုးထားတဲ့ပုံကိုတည်ပြီးတော့လူတွေက prejudge လုပ်သွားတာကြိုပြီးတော့ဒီလူကဘယ်လိုမျိုးလဲဆိုဆုံးဖြတ်သွားပြီးတော့ first impression တိတ်မကောင်းတာမျိုးဖြစ်တတ်တယ်ကျွန်တော်ခုအဲ့လိုပြောနေတော့ကျွန်တော်က tattoo ကိုစတင်နေလူလားဆိုလည်းမဟုတ်ပြန်ဘူးတကယ်တော့ကျွန်တော်က tattoo ကိုအရန်ကြိုက်တယ်ကျွန်တော်ကိုယ်တိုင်လည်း tattoo ထိုးထားတယ်လက်ရှိမှာကျွန်တော်ခန္ဓာကိုယ်မှာ tattoo 3ခုရှိတယ်နောက်ထပ်လည်းဆက်ထိုးပြီးတော့မကြခင်အခု30လောက်ထိတော့ထိုးစိတ်ကူးထားပါဗျာအဲ့မှာကျွန်တော်ပြောချင်တာ tattoo ထိုးမထိုးဆိုတာခင်ဗျားရဲ့ခံယူချက်ပေါ်မူတည်သွားပြီခင်ဗျား tattoo ကိုဘယ်လောက်ထိကြိုက်လဲခင်ဗျားအဲ့လိုခင်ဗျားရဲ့ဆိုင်ရမယ်လူတွေရဲ့ခင်ဗျားပေါ်ထင်မြင်ချက်တွေကဒီကောင်လူမိုက်လာလို့ထင်ခံရတာရှိနိုင်တယ်လောက်ကန်အခါလေးမှာရှာအခက်တာဒီမှာလည်းရှင်တပန်းလေးရမျိုးဖြစ်နိုင်တယ်ခင်ဗျားပြောလို့ရတယ်ငါအရန်တော်တယ်ငါတို့အရန်တော်တဲ့အခါမှာ tattoo ပါနိုင်မရှိဘဲနဲ့အလောက်ကန်ရရတယ်ဆိုတော့ဟုတ်တယ်ဒါပေမဲ့အဲ့လိုမျိုးအရန်တော်ပြီးတော့အရန်ကျန်းနေရဆိုတာကလူနည်းစုပဲလေလူအများစုကတော့ပုံမှန်လူပဲမဟုတ်လားပုံမှန်လူချင်းပါဆိုရင်တော့ဟိုတယ်ခင်ဗျားကဟိုတယ်မန်နေဂျာလို့စဉ်းစားကြည့်ဗျာ client အနေနဲ့ first impression ကောင်းတဲ့ view ပုံမှန်လူကိုရွေးမလား tattoo အပြည့်နဲ့လူကိုရွေးမလားဆိုရင်ခင်ဗျားကတဲရတစ်ခုပုံမရှိဘူးဆိုရင်တော့အဲ့လိုပုံမှန်လူပဲရွေးတော့မှာဟုတ်တယ်မလားဒါ reality check တစ်ခုပဲအဲ့တော့ခင်ဗျား tattoo ကိုဘယ်လောက်ထိချစ်လဲဆိုတာဆုံးဖြတ်ပေါ့ကျွန်တော်လည်း tattoo ထိုးထားရဗျာဒါပေမဲ့ကျွန်တော်ထိုးထားတာကဒီအင်ကြီးဝတ်ပြီးကြွယ်ထားလို့ရတဲ့နေရာတွေပဲခုလက်ရှိထိုးထားသေးတယ်ဘာလို့လဲဆိုတော့ကျွန်တော်လက်မဒီလက်ဖြန့်အောက်လေးကိုကျွန်တော်မထိုးသေးဘူးလေဘင်းတော့ဘာလို့မထိုးသေးဘာလို့လဲဆိုတော့ကျွန်တော် tattoo ကိုအဲ့လောက်ထိ commitment ဖြစ်နဲ့ထိုးရည်ရွယ်ချက်မရှိသေးလို့အဲ့တော့ခင်ဗျားလည်းဆုံးဖြတ်ရမယ် tattoo ကိုဘယ်လောက်ထိချစ်လဲ tattoo တက်ဘာတွေပြဆက်နိုင်လဲခင်ဗျား tattoo ကိုရမ်းချစ်တယ်ရမ်းကြိုက်တယ်လို့ထိုးရင်တော့ထိုးလို့ရတယ်မတားဘူးဒါပေမဲ့အဲ့အရာနဲ့တူပါလာမယ်လူတွေရဲ့ prejudge လုပ်မှုတွေလောက်ကန်ရှာပွဲခါမှာသူများထက်ဒီပန်းလိုက်တတ်တာမျိုးတွေအဲ့လိုရင်ဆိုင်နေတာအဲ့ဒါတွေကိုလက်ခံနိုင်တဲ့အထိချစ်လာဆိုတော့ဆုံးဖြတ်ပေါ့လက်ထူကမကောင်းမဟုတ်ကောင်းတယ်ကျွန်တော်လည်းအရန်ကြိုက်တယ်ဒါပေမဲ့ဘယ်လောက်ထိကြိုက်လဲဘယ်လောက်ထိအနည်းနာခံပြီးထိုးခြင်းလဲဆိုတော့ခင်ဗျားဆုံးဖြတ်တဲ့ကိစ္စတစ်ခုပဲ